Hello ဘယ်လိုလဲကျွန်တော်ခင်ဗျာဘယ်လိုလို့ပေါ်ကြလာကြမိုးချလာကြဖေကပူကောင်းတဲ့မေးပေါ်ကြလာကြဖြစ်နေတကယ်နဲ့ဘယ်လိုလို့ယူဆမှားနေတယ်တကယ်ကောင်းတာမိုးချလာကြပူကောင်းတယ်ဗျာနော်နိုင်မယ်ပြီးဘယ်လိုနေမှာကောက်တော့ဖွင့်ရတယ်ဗျဒီနေ့ဒီမှာနံပါတ်ချိန်မယ်ဘယ်လိုလုပ်နေမှာဗျာကျွန်တော်နံပါတ်ကျွန်တော်ချိန်လာတာပြီးရင်ဒီမှာဗားစိမ်းရွေးဗျကိုကြတဲ့ဗားစိမ်းကိုပြီးရင်ဒီမှာကိုဖွင့်မယ်လာကားသားသူကတုံးခုပေးတယ်ဗျမေးအောက်ဆုံးဟာဘယ်လိုလော့အင်ဆိုတာနှိပ်ပြီးဒါလည်းထည့်ပြီးရင်ဒီမှာဒီကထည့်လိုက်ပြီးစစ်ထားလိုက်ပြီးရင်တို့ဒီမှာကျွန်တော်ဆက်ပြတယ်ပြန်မယ်ဘယ်လိုလုပ်ဆိုကြာနေမယ်ပြ10မိနစ်15မိနစ်နဲ့တော့ကြာနေမယ်ကဲကိုလိုတဲ့ဝင်မယ်ဝင်ပြီးကျွန်တော်ပြမယ်ဒီရှောက်ဘယ်လိုပြောင်းလဲဆိုတော့ကျွန်တော်အနေနဲ့ဒီဟာလေးပြောင်းပြမယ်နော်ဒါ background color ထဲဝင်ပြီးကိုကြတဲ့ color တစ်ခုကိုတောင်းလိုက်ကျွန်တော်ဆင်းနေပြောင်းလိုက်မယ်ပြီးရင်တုံးကေ color လေးဝင်မယ်ဝင်ပြီးကိုကြတဲ့ကြောင်ကိုပြောင်းလိုက်အော်ရပြီဒါဆိုဘယ်လိုလုပ်လဲ colorful ပုံစံနဲ့ဆောက်လို့ရပြီဒီခလုတ်လေးတွေမှာလုတ်ချင်တယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ခါလုတ်ခရပဲဒီမသိမှာဆိုကျွန်တော်အနေနဲ့တော့ငါကိုတက်တဲ့ကြောင်ကိုပြောင်းလိုက်များခေါင်းရပြောင်းလာရမ်းနေတယ်ကရာနှိပ်ပြီးကိုတက်တဲ့ကြောင်ကိုပြောင်းတူတောင်းတယ်ဟုတ်ရဲ့မြေခေါင်းရဘယ်လိုလဲကျွန်တော်ခုနခင်းထဲဖောင်းဝင်လာတာကျွန်တော်ထက်လိုက်စတင်နေဝင်မယ်ပြီးရင်မှာသူနမကတ်တရဆိုတဲ့ဟာစီအဲ့ဒါတော့ဗီဒီယိုဒီဂိမ်းရဲ့ setting နဲ့ပါတယ် Java ရဲ့အကြောင်းလေးတွေပါတယ်ပြီးရင်ဟို available state ဘာဒီမိတာဘာပါဟာကိုယ်နေလို့ဒီမှာဗီဒီယိုအမတယ်ဆိုတာဗီဒီယိုလုံးမလားဒါမှမဟုတ်ရင်ဒီဗျာဗီဒီယိုကျွန်တော်မသိဘူးဗီဒီယိုလုံးမလားမဟုတ်ဟိုလုံးမလားဆိုတဲ့ဟာတော့မှကျတော့ဆိုရင်မင်းစက်ကြောက်လိုက်ချင်းနဲ့လုပ်လို့ရမယ် give you more မင်းရဲ့ပထမဆုံးအချိန်ဖြစ်လိမ့်မယ်တဲ့အဲဒီလည်းပထမဆုံးဆိုတော့မသိမဖွင့်နဲ့ဗျကိုမသိတဲ့ဆိုတော့မဖွင့်နဲ့ကျွန်တော်ပြတဲ့စက်တွေပဲလိုက်ဖွင့်ဒါကကြောင့်ဖွင့်အောင်ဖွင့်ရမှာဒါကြောင့်ဘယ်လိုလုပ်နေလဲဘာလို့ထည့်ဖို့တော့မရမယ်လောင်ချာလို့ဘာလို့ထည့်လို့ရတယ်ယူလို့ရတယ်ပေါ့ဒီဆိုတော့အသုံးပြုတာပေါ့ကိုယ်တို့ကတည်းကဝင်မှာဆိုရင်ဒီမှာတစ်စက်တဲ့ကိုလည်းမဖွင့်တော့ဘလော့တွေမိုင်းပို့ချနိုင်တယ်ကျွန်တော်ဒုတိယကတော့တစ်ခါဖွင့်မယ်ဒါ mouse ဒါရေးကြ45ထားတော့ကျွန်တော် mouse ကသေးနေတာကြ mouse ပြည့်ကိုထားချင်တာထားလို့ရတယ်နင်းထားလိုက်ရမ်းမြန်အဆင်မပြေဘူးထားကြတော့ control မှာအဆင်ပြေနေဆော့မလား control မှာဒီလိုပုံမှန်မြင်ရတဲ့ပုံစံနဲ့အလုံးလုပ်ပြီးဆော့မလားဆိုတဲ့ဟာဒါ chain controller game controller chain controller ပြီးကိုcontrol လို့ရမယ်တဲ့ပြီးအလုံးသူဖွင့်ပြီးတော့မော့တွေပါထည့်မယ်မော့တွေဆိုတာကျွန်တော်မော့တော့မဟုတ်ဘူးပြသူ့ရဲ့ဟိုဟာဆက်စတင်ထဲမှာဘလို့စာကြည့်လား YouTube မှာစာကြည့်လားအဲ့ဒါကျွန်တော်မသိဘူးဒီပေါ်ကြတော့သူစာရိုက်တဲ့ဟာခီးဖောင်သူကီးရဲ့နော်ကီးဘောရဲ့ဖောင်နဲ့ပြီး is controller button ကီးဘောရဲ့ဖောင်ရဲ့ control လုပ်တဲ့ button နဲ့ control လုပ်တဲ့ button မခုလောက်ပါဗျာဆိုရင်ပြောတာ chain controller ဒါဆိုရင် reset controller မယ်ပဲတဲ့ကျွန်တော်တို့ဒီအောင်ဒီကကြတော့မက်ကိုလာမသိမက်ကို reset လုပ်တဲ့ control မက်ကိုဗျာ reset လုပ်ဖို့control လေးလုပ်ပြီးတော့ reset လုပ်တဲ့ဟာပါအလုံးကျူသူဒီမဲ့နဲ့မက်ကိုအလုံးနဲ့ control နဲ့လုပ်ပြီးတော့ button နဲ့ဖွင့်တယ်ဒါ joystick ရည်ဘလို့ဆက်ကြရဗျjoystick နဲ့ထည့်လိုက်မယ်နော်joystick ထည့်မယ်ဘယ်လိုလုပ်နေလဲဒီထဲဝင်လာပြီး joystick ထည့်လိုက်တိလိုက်joystick ကိုပကောင်းကလည်းဝင်ချင်ဒီမှာယူထားလိုက် yes တုံးကလာမတူပါထားတယ်ဗျာဒီလိုထားလိုက်ဒီမှာပါလာတယ်ဗျ tracking ဆိုတာလေး
ဒါတဲ့ finger tracking နဲ့ဖွင့်ကြည့်လိုက်မယ်စတင်ကျွန်တော်နည်းနည်းနားလေလို့ဖွင့်ထားတယ်နားလည်းမဖွင့်တော့ဘူးလို့ကျွန်တော်နည်းနည်းဒီတို့မှာစာကြည့်ပြီးစင်ပေးတယ်မလို့ကျွန်တော်ဖွင့်လိုက်ပါဒါဒီစာမကြည့်ပဲစာမဖွင့်နေကြဒါကတော့ဘယ်လိုတို့လို့နေဘယ်လိုလဲမော်လို့ထည့်ရတယ်ပြတော့နောက်ပိုင်းကျွန်တော် channel 100k ဆရာပါပြည့်500k ဆရာပါပြည့်နေကြတင်မယ်ဗျအပူဒါ join step ဗျဟောင်းကျွန်တော်ထင်တာ join step ဆိုတာကျွန်တော်တို့လှုပ်ရှားတဲ့ဟာပဲဗျဟုတ်ဒီကောင်နဲ့ပို့ပြီးစုံဒါတော့ဒီလိုလှုပ်လိုက်ဗျပါတူးမှတွေ့မယ်နော်ဘယ်လိုလဲမောက်စပုံနေရမောက်စကကျွန်တော်တို့အမှကျွန်တော်ပြတ်ခဲ့တိုင်းပဲ site ကိုပြောင်းအောင်တက်တက်ရဆိုရင်45လို့50ကျက်တယ်ပြောင်းလို့ရ60ဆိုရင်လည်းကြီးမယ်ကျွန်တော်ရချင်45ပြောင်းလို့ဗျလိုင်းရလို့လိုင်းသိမ့်မရဘူးဗျဒီဆမ်းမှာကွာဆောက်ရ join တာမရပါဘူးလိုင်းသိမ့်မရဘူးနောက်ဆောက်မရတာမဟုတ်ပါဘူးလိုင်းကျနေလို့ဗျဝင်ဖားဆောက်လိုက်မယ်ဒီလေကင်းရောက်ကြဗျကင်းရောက်ရင် sticker ပေါ်ရပဲဆောက်အောင်ဗျကျွန်တော်လည်း credit wall ထဲမှာစမ်းကြည့်ပဲဖြစ်ပါတယ်ပို့လိုက်မယ်ပေါ့သူမှတွေ့တာဆို